ပြည်သက်ကြီးရဲ့အဆုံးအမကိုဒီပါလေပထမဆုံးပြိုင်ပွဲဝင်ခဲ့တဲ့ Justin Bieber တဲ့ပြည်သက်လက်ခုပ်တန်လေးဟာဒီမှာโอเคဟောပင်မမှာဆိုတယ်အဲ့အုပ်လိုက်ပြေးလိုက်ပါလားဖေးရတော့ဖေးဟောကြော်ပြီးတော့သူကြောက်နေတာအကုန်လုံးမျက်လုံးထဲမှာကိုနင်ပြောင်းနေတာဒီဘောလူကြောလူလာမမြင်ဘူးကြဘူးဆိုတော့လေရပါလေအခုနဲ့ဆိုင်မှုနဲ့အပြိုင်လာတာဆိုတော့ဟုတ်တယ်လေဘယ်လိုပြရစလားဆိုတော့ဟုတ်ပြီဒုတိယမြောက်ပြိုင်ပွဲဝင်3လုံးတစ်ထောင်အတွက်ကိုလက်ခုပ်တန်လေးဟာကတကယ်ပိုင်လေ တယောက်တည်းကိုဘာဖြစ်နေဒါကျမတို့ပြောနေရောဟုတ်ပြီဟုတ်တယ်သမီးငယ်လေးထွန်းအောင်ကျော်အတွက်လက်ခုပ်တန်လေးဟာသမီးနေပြောပါလေထွန်းအောင်ကျော်ဟုတ်ပြီဒီမငယ်လေးလီဆာအတွက်လက်ခုပ်တန်လေးဟိဒါတော့အားလုံးလည်းကြားတဲ့အတိုင်းပါပဲโอเคဒီလက်ခုပ်တန်ကိုလည်းအားလုံးကြားပြီးတော့ပါပြီအဲ့ဒါလေးဟုတ်ပြီသူရရှိသွားတဲ့သူကတော့သမီးတော့မထင်တော့ဘူးရင်းလည်းမရပါဘူးကြောက်စီကြောက်စီဟောမလားအမေလားရင်းတော့သူ့ပေးပါဆိုလို့ရှိကုန်ပါလေကိုရင်ကုန်ကုန်လေသူများရင်သွားကုန်နေတယ်我这都那样了， အဲ့တော့ဘယ်မှာစဝင်မရဘူးဟုတ်တယ်那我才因为来干嘛了？ဟုတ်ပြီ俺俩这边我的毛病怎么了？သူရရှိသွားတဲ့သူကတော့我那我不知道， ညောင်းလည်းမပေးဘူးလို့ငါမတင်ကြဘူးဘာဖြစ်လဲ我那不知道我都不知道。ဒီတင်ကြတဲ့သိမရှိတော့ဘူးကြာတော့ ဘာလဲကြီး这个因为后面怎么那个表红的？ ဘယ်လဲတင်နေလေးတင်ကြည့်လေ 这他妈手背没有毛病了。 ဟုတ်ပြီသူရရှိသွားတဲ့သူကတော့ဘာဖြစ်လာလဲဘာပေးလို့အဲ့ဒီဘာသာလဲရေဒါကြီးရောက်ကြရဲ့အပြေ那我不知道。 ကျွန်တော်ပဲပြပါလေခင်ဗျာအားလုံးကြည့်ကြပါလေ အမောလေ ကြည့်ပါ ဟုတ်လေ ကြည့်ပါ နေချင်း โอ တော့ เค နေချင်းတော့ဟမ်နေချင်းတော့ အဲ့တော့လဲနေတော့ပြီလား 哎，把路压了喽！ ပြိုင်တော့ငါတို့ကပြန်ရတယ် အေးလေ 对了，我都变了，你把路压了。 ဟုတ်လေငါလုံးတဲ့တိုင်မို့ငါဆွယူလို့မရဘူးလား အမေဟုတ်လေတိုင်မလို့မရပါ 我不变了，我不走路去，我不变了，金妈妈了，俺都把路搞了。 ရှန်တွေ့တာလေ 俺这里头没个木的，这边木的有劲了。 ဟုတ်လေငါလုံးတဲ့တိုင်မို့ငါဆွယူလို့မရဘူးလား မရဘူးမရဘူး အဲ့ဒါဆိုဘယ်လိုလဲဆွယူရမှာလဲပြော ငါတို့တော့ပြန်ရင်တော့စီးရမယ် ဟောကောက်ဟောအဲ့ဒါဆိုတော့စိတ်မကောင်းငါကလို့